ဒီနေ့မေသူကဒါ clinic dino ပေါ့ပေါ့နော်စေကန်အသစ်ကြီးမှာ treatment လေးလာယူတာပါ။ဘာ treatment လေးလာယူရလဲဆိုတော့အရင်တော့မေသူက glow booster treatment လေးယူပြီးတော့အရင်လည်းသဘောကျခဲ့ပေါ့နော်။အရင်လည်း effective ဖြစ်ခဲ့တော့အခုဒါနောက်တစ်ချိန်ပေါ့နော်မေသူရဲ့နှစ်ဖူးမှာဒီလိုမျိုးတွန့်နေတာပေါ့နော်။စကားပြောလို့ရှိရင်သူအားပြုပြီးပြောတဲ့အခါကျတော့အသက်လည်းကြီးလာပြီးတော့ဒီမျိုးတွေတွန့်နေပြီဆိုတော့မေသူကဒီနေ့botox treatment လေးနှစ်ဖူးအတွက်လာယူရဖြစ်ပါတယ်။အခုကရောက်နေတာကျတော့ clinic dino ကိုစေကန်အသစ်ကြီးပေါ့နော်။ရှင်ကင်းမျိုးနဲ့မှာရှိတဲ့တပင်ရွှေတီလမ်းမှာရှိတဲ့ clinic dino ကိုစေကန်အသစ်ကြီးရောက်နေပါစေကအသစ်ကြီးကတော့အရန်အောင်မိုက်ပါတယ် decoration တွေကလည်းအရန်သဘောကျရပါတယ်ဟုတ်ကဲ့အခုဆိုရင်တော့လေကျွန်တော်ကဒီညီမလေးကိုဒီ botox treatment လေးပြုလုပ်ပေးမှာဖြစ်ပါတယ်ဒီညီမလေးကအသက်အရွယ်ငယ်ပေမဲ့လည်းဒီ screen တွေမှာပေါ့နော်အမြဲတည်းမျက်နှာလှုပ်ရှားမှုပြုလုပ်ရတဲ့အတွက်ကြောင့်တချို့ area လေးမှာအရေးအကြောင်းလေးတွေပေါ်လာပေါ့အဲ့ဒါလေးတွေကိုရော့သွားအောင်ဒီ botox treatment လေးကျွန်တော်ပြုလုပ်ပေးမှာဖြစ်ပါတယ်နော်အဓိကအားဖြင့်တော့ကျွန်တော်ဒီနှစ်ဖူး area လေးရယ်ဒီမျက်မှောင်ကျုံတဲ့နေရာလေးရယ်ပြီးတော့နှာခေါင်း area လေးရယ်ဒီမလုံးပေးပေါ့နော်မလုံးပေးရတော့အနည်းငယ်လေးရှိအောင်အဲ့ဒါလေးတွေကိုအဓိကထားပြီးတော့ပြုလုပ်ပေးမှာဖြစ်ပါတယ်နှာခေါင်းလေးပင်ကြည့်ပါအောင်နော်။ဟုတ်ကဲ့။ခိုင်တိုင်းလည်းကျွန်တော်တို့ကပြန်တော့ဟွာပေါ့နော်။ဒီထိုးရဲပေါ်မှာမူတည်ပြီးတော့ပြန်ကြည့်ရတာပေါ့လေ။ကြည့်တော့မှကိုထိုးရိုက်တဲ့နေရာနဲ့ဟာကိုက်ညီမှုရှိမရှိကိုပြန်ပြီးတော့ဆက်ရတာပေါ့နော်။ဟုတ်ကဲ့။အားဆိုရင်တော့ရပါပြီ။အားဆိုရင်တော့ဒီအနီးကပ်လည်းတစ်ချက်ကြည့်လို့ရမယ်။အခုထိုးရိုက်တဲ့နေရာလေးတွေကလည်းဒီအပတ်လောက်လေးတွေပဲရှိတာ။အရင်ရောင်းတာပြုတ်တာအရင်မရှိဘူးပေါ့နော်။ဒါတော့လည်းကညင်တတာလေးနဲ့ကေးကဆိုင်လေးရှိခဲကပ်ပြီးတော့ထိုးပေးတဲ့အတွက်ကြောင့်အဆင်ပြေပါတယ်နော်။ကဲညီမလေးရောအရင်နာလားပြင်မယ်။နည်းနည်းဆူဆူလေးပဲဖြစ်။နည်းနည်းဆူဆူလေးပါပဲနော်။ဟုတ်ကဲ့ပါအဲ့ဆိုရင်တော့ကျွန်တော်တို့ဒီ treatment လေးကပြီးသွားပါပြီနော်။ဟုတ်ကဲ့ဆောင်းဘိုင်းလေးကျွန်တော်လည်းပြပြမယ်ဆောင်းရဲ့အနေနဲ့ဆိုရင်တော့ဘိုးတော်ဆိုပြီးသွားရင်တော့၄နိုင်အတွင်းမှာတော့လေသူကခေါင်းမမက်လေးထားရမယ်အရင်နှိပ်လို့မရဘူးနောက်တစ်ခုကကြာ try နေရတယ်ကိုနှိပ်တာပြတော့တစ်ပတ်နှစ်ပတ်လောက်တော့အနည်းဆုံးရှောင်ရမယ်ပြီးရင်နောက်တစ်ခုကတော့ဒီဆေးကိုပျော်စီတာကအပူပေါ့အပူတွေပေးရဆိုဒီဆေးရဲ့အားလေးတွေကိုရော့သေးတယ်အားကြောင့်မို့ဆောင်းတော့သွားတာတော့ဒီယူနီဘူးနဲ့မနှက်တက်တာကိုတော့ဖြစ်နိုင်ရင်တော့တစ်လားလောက်တော့ရှောင်သင့်ပါတယ်နော်ဟုတ်ကဲ့ပါအားဆိုရင်တော့အခုကိုတာမှုတွေကတော့ပြီးဆုံးတော့ပါပြီဒီ botox treatment လေးပြုလုပ်ခြင်းအပြင်ဒီအရေးအကြောင်းတွေကိုလည်းရောပါတတ်တာစေပြီးတော့ပို့ပြီးတော့လှပနိုင်ပါစေနော်